အားလုံးမင်္ဂလာပါနော်ကျွန်တော်9ချိန်အတွက်ဘိုင်လေးတစ်ဖိုင်တင်ပါအောင်မယ်နော်96ခွန်ရဲ့355ရေပေါ့နော်ခွန်69ခွန်58အဲ့ကဏ္ဍလေးတွေကိုပြပါအောင်မယ်နော်ဒီကောင်လေးတွေကတော့ကျွန်တော်အောင်ချင်းလေးတွေပေါ့ဗျာနော်ကျွန်တော်ကွက်ရွှေတာများပါတယ်ဒါလေးနဲ့ဒီတစ်ခေါက်ဒီဖိုင်လေးကတော့ပုံတူပေါင်းချင်းလေးပေါ့နော်816ဆိုပြီး5ပရိတ်ဒုတိယကတ်မှာ639ဆိုပြီး5ပရိတ်တတိယကတ်မှာ919ဆိုပြီး5ပရိတ်5ပရိတ်3ချိန်စိုက်ကလေးပုံစံတူရှိပါတယ်နော်အဲ့မှာပထမကတ်မှာ5ပရိတ်ရဲ့နှစ်ပင်ကြားမှာ3ညာပိတ်ဒုတိယကတ်မှာလည်း5ပရိတ်ရဲ့နှစ်ပင်ကြားမှာ1ပိတ်ဆိုတော့ဒီမှာ3ညာပိတ်ဒီမှာ1ပိတ်ဒီ5ပရိတ်ရဲ့နှစ်ပင်ကြားမှာ2ပိတ်ပေါ့နော်အဲ့လိုပုံစံတူလေးတွေပထမဆုံးပုံစံတူလေးတို့စီနီယာအနေနဲ့သွားခဲ့တယ်နော်3ညာ1 2 3ဆိုပြီးအဲ့ငါပေါင်းခြင်းကပရိတ်9ရဲ့နောက်နှစ်မှာတစ်ချိန်နှစ်ချိန်3ချိန်3ချိန်မှာ9669တွဲဆိုပြီးတော့6ထိပ်9ခါနဲ့9လို့ဖြစ်တယ်ဒုတိယကတ်မှာလည်းပုံစံတူချိန်တိုင်းမှာပဲ6 9တွဲပေါင်းခြင်း9လို့6ထိပ်နဲ့9ခါနဲ့ပေါင်းခြင်း9လို့ဖြစ်တယ်ခုတတိယကတ်မှာလည်းဒီ9ပရိတ်ရဲ့အောက်ချိန်တိုင်းမှာပဲ6 9တွဲ6ထိပ်9ခါနဲ့နှလုံးပေါင်းခြင်း9လို့ဖြစ်တယ်ပရိတ်9နှလုံးပေါင်းခြင်း9ဖြစ်ခဲ့ပြီဗျာနော်အဲ့တော့ပရိတ်9ပေါင်းခြင်း9လို့ဖြစ်တဲ့နောက်နှစ်မှာအဲ့9ခါရဲ့နောက်မှာလေနောက်နှစ်မှာ9ထိပ်နဲ့နောက်ပိတ်6နဲ့ပေါင်းခြင်းဒီ4ဒုတိယကတ်မှာလည်းဒီ9ခါရဲ့နောက်နှစ်မှာပဲ6ထိပ်နဲ့အပေါ်က8နောက်ပိတ်နဲ့ပေါင်းခြင်းဒီ4စောစောကပထမကတ်မှာ9ပေါင်းခြင်းဒုတိယကတ်မှာ4တတိယကတ်မှာပေါင်းခြင်း3ပေါ့ဗျာနော်9ခါရဲ့နောက်နှစ်မှာ3ထိပ်နဲ့3ညပိတ်နဲ့ပေါင်းခြင်းဒီ3အဲ့3ကိုဒီ9ထိပ်6ပိတ်ဒီ3ညနဲ့ပေါင်းခြင်းဒီ3လုံးပေါင်းခြင်းဒီ9ပါပဲနော်9ပရိတ်နှလုံးပေါင်းခြင်း9ဒီမှာ3လုံးပေါင်းခြင်း9ဒီမှာဒုတိယကတ်မှာလည်း6 8နှလုံး6 8ထိပ်စီး6နဲ့နောက်ပိတ်8နဲ့ပေါင်းခြင်းဒီ4ကိုဒီစီနီယာတုံးလေးရဖြစ်ထားတယ်1နဲ့ပေါင်းခြင်းဒီ9ပါပဲနော်အဲဒုတိယကတ်မှာလည်း9ပရိတ်နှလုံးပေါင်းခြင်း9 3လုံးပေါင်းခြင်း9ပေါ့နော်ခုတတိယကတ်မှာလည်း3ထိပ်နဲ့3ညနဲ့ပေါင်းခြင်းဒီ3ကိုဒီဆုံးစီနီယာနှစ်ကလေးနဲ့ပေါင်းခြင်းဒီ9ပေါ့ဗျာနော်9ပရိတ်နှလုံးပေါင်းခြင်း9 3လုံးပေါင်းခြင်း9အဲ့လိုပဲစောစောက3ည1 2 3 1 2ဆိုပြီးတော့စီနီယာ3ရင်ရိုက်တယ်ဒီမှာနှလုံးပေါင်းခြင်း4နှလုံးပေါင်းခြင်း5နှလုံးပေါင်းခြင်း4နှလုံးပေါင်းခြင်း3ဆိုပြီးဒီကောင်ကအငယ်ပေါ့နော်စီနီယာပြန်ရိုက်တယ်ပေါ့နော်အဲ့မှာဒီစီနီယာ3လုံးဒီ9ပေါင်းခြင်းနှလုံးပေါင်းခြင်း9ကိုဒီစီနီယာ3ညနောက်ပိတ်လေးနဲ့ပေါင်းရင်9ပေါ့ဗျာနော်ဒီက6 8နှလုံးပေါင်းခြင်း4ကိုဒီစီနီယာနောက်ပိတ်ပေါင်းခြင်းနောက်ပိတ်လေးနဲ့ပေါင်းရင်3လုံးပေါင်းခြင်း9ဖြစ်တယ်ပေါ့ဗျာနော်ဒီမှာစီနီယာ2ရှိတာကိုဒီထိပ်စီး3ညနောက်ပိတ်နဲ့ပေါင်းခြင်းဒီ3လုံးပေါင်းခြင်းဒီ9ပေါ့ဗျာနော်နောက်တစ်ခါအဲ့9ထိပ်နဲ့6ပိတ်9လို့ဖြစ်တာရဲ့အောက်မှာတစ်ခါ9ထိပ်နဲ့10ပိတ်နဲ့ပေါင်းခြင်းဒီ3ပါနော်အဲ့တော့ဒုတိယကတ်ကိုသွားမယ်အဲ့6ထိပ်10ပိတ်နဲ့ပေါင်းခြင်း4ရအောင်မှာတစ်ထိပ်စီးနဲ့
နှစ်ပိတ်နဲ့ပေါင်းခြင်းဒီနှစ်ပေါ့ဗျာဒီမှာက9နဲ့8နဲ့ပေါင်းခြင်း3ဒီမှာက1နဲ့1ပိတ်1ထိပ်နဲ့ပေါင်းခြင်းဒီနှစ်ဒုတိယတတိယကမှာဆိုရင်8ထိပ်နဲ့3ပိတ်ပေါင်းခြင်းဒီ1စီနီယာတိုင်းပဲပေါ့နော်သူလည်း3နှစ်1ဆိုပြီးသွားတယ်နော်3နှစ်1လို့သွားတယ်အဲ့ဒီသူ့နှစ်ရရင်နောက်နှစ်ကို3ညပိတ်ဖြစ်တဲ့နှစ်ထဲမှာသွားမှာပေါ့ဗျာနော်အဲ့ဒီနှစ်ထဲမှာ9ထိပ်6ပိတ်လို့ဖြစ်တဲ့နောက်3ည3ညဒီအားနဲ့ပြရတာခေါ်မယ်နော်3ညပိတ်လို့ဖြစ်တဲ့အောက်တပင်ကျော်မှာ8ခွန်ခွန်ဆိုပြီးနှစ်ပရိတစ်ပိတ်လို့ဖြစ်တဲ့ဒုတိယကံမှာတစ်ပိတ်လို့ဖြစ်တဲ့အောက်တပင်ကျော်မှာ9နှစ်6ဆိုပြီး3ပရိတတိယကံမှာနှစ်ပိတ်လို့အောက်ဖြစ်တဲ့တပင်ကျော်မှာ9 6 3ဆိုပြီး4ပရိသူကလည်းနှစ်3 4ဆိုပြီးတော့နှစ်3နှစ်3 4ဆိုပြီးတော့အချိန်တိုင်းမှာစီနီယာပရိရိုက်ထားပါတယ်နော်အဲ့စီနီယာပရိကိုကျွန်တော်ငကိုကတော့ယူခဲ့တာနောက်လာမယ့်အချိန်အတွက်ဒီ site လေးကကြည့်တာပေါ့ဗျာနော်လာမယ့်အချိန်နဲ့ကြည့်တော့အဲ့မှာကြည့်နေလာမယ့်အချိန်မှာတော့ကျွန်တော်ယူဆထားတဲ့ပရိရဲ့ရှိတာပေါ့နော်အဲ့မှာခွန်ပရိပေါ့လာမယ့်ချိန်အဲ့လိုလေးကိုပေါင်းချင်းလေးနဲ့ယူမယ်ဆိုပြီးတော့စိတ်ကူးခဲ့ဒါနဲ့ဒီချိန်ရောကြည့်လို့ရမယ်ဆိုပြီးတော့ဒီချိန်အတွက်ရှာလိုက်တော့ကဏ္ဍအဲ့6 ခွန်တို့လူညာ9တို့ထွက်လာတာပေါ့နော်ဒီခွန်6 9ရဲ့ခွန်5 8ရဲ့ဆိုတာတော့ထပ်ပြီးတော့ဒီထဲမှာပြန်ပြီးတော့ဖြည့်ယူထားတာပေါ့နော်အဲ့ဒီမှာထော့ပင်ကနိဗ္ဗေရဲ့အောက်တပင်ကျော်မှာထွက်ပင်ဒီထွက်ပင်က3ပရိရဲ့အောက်တပင်ကျော်မှာထွက်ပင်ခုဒီမှာထွက်ပင်ကလည်း4ပရိရဲ့အောက်တပင်ကျော်မှာထွက်ပင်အဲ့ဒီပင်တွေမှာလည်းလိုက်ကြည့်လိုက်ပြန်တော့4ခါ5ခါဆိုတော့ကျွန်တော်ဒီမှာ6ခါထည့်လိုက်တယ်အဲ့6ခါထည့်လိုက်မယ်ရှင်းနှလုံးပေါင်းခြင်းကဒုတိယကမှာလည်းရှင်းနှလုံးပေါင်းခြင်းကခုတတိယကမှာလည်းရှင်းနှလုံးပေါင်းခြင်း9ထည့်မယ်ဆိုကျွန်တော်6ခါထည့်ထားတယ်ကျွန်တော်9ထိပ်ထည့်လိုက်အောင်အဲ့9ထိပ်လို့ထည့်လိုက်ပြီး9ထိပ်လို့တော့9 6တွေရပြီပေါ့နော်9 6တွေရပြီပေါ့တဲ့အဲ့မှာ9ဖြစ်ချင်းလေးတွေက4ချိန်ရှိခဲ့မယ်9ပရိတစ်ချိန်9ဖြစ်9ပရိဆိုပြီး9တစ်ချိန်ဖြစ်တယ်ဒီမှာ6ထိပ်နဲ့9ခါနဲ့ပေါင်းခြင်းဒီ9တစ်ချိန်ဖြစ်တယ်ဒီမှာ9 6 3ညဆိုပြီးတော့3လုံးပေါင်းခြင်းဒီ9တစ်ချိန်ဖြစ်တယ်အဲ့ဒီမှာဒီမှာ9 8ပေါင်းခြင်း3ဒီပရိ2နဲ့ပေါင်းခြင်းဒီ9လို့တစ်ချိန်ထပ်ဖြစ်တယ်နော်အဲဒုတိယကံမှာလည်းအဲ့လိုပါပဲနော်9ပရိဖြစ်တယ်6 9 5လို့ဖြစ်တယ်6 8 4ကိုဒီ1နောက်ပိတ်လေးနဲ့လှမ်းပေါင်းခြင်းဒီ9လို့ဖြစ်တယ်အဲ့ဒီမှာတစ်ထိပ်တစ်ပိတ်2ကိုဒီ3ပိတ်လေးနဲ့ပေါင်းခြင်းဒီလည်း9လို့ဖြစ်တယ်တတိယကံမှာလည်းဒီလိုပါပဲနော်9ထိပ်ဖြစ်တယ်6 9 5လို့5ဖြစ်တယ်3 3ညကို2နဲ့ပေါင်းရင်5လို့ဖြစ်တယ်အဲ့ဒါကိုဒီမှာ8ထိပ်3ပိတ်1ကိုဒီ4ပိတ်နဲ့ပေါင်းခြင်း5ဖြစ်5 4ချက်တစ်ချက်နှစ်ချက်3ချက်4ချက်5ချက်တစ်ချက်2ချက်3ချက်4ချက်ပေါ့ဗျာနော်အဲ့4ချက်ကိုဒီမှာတစ်ခါရှင်းနှလုံး9ထွက်ပြင်ပါရှင်းနှလုံး9ဒီမှာလဲနော်ရှင်းနှလုံး9လို့6ဟိုပါခုမှာပေါ့ဗျာဟောဒီမှာပြောရကြံနေတယ်ဘာကြောင့်ရှင်းဒီ6ခါကိုယူရတော့ဆိုတော့တော့အစီနီယာ4 5 6လို့ယူရတယ်ပေါ့ဗျာဒါနဲ့အဲ့မှာဒီမှာဘူရှိတ်ပေါင်းခြင်းကြာ9ထိပ်ခွန်ပိတ်ဘူရှိတ်ပေါင်းခြင်းပြီး3ညပေါ့ဗျာတော့9ကို3ညလို့ပြန်ဖြည့်တယ်ပေါ့နော်ဒုတိယကံမှာလည်း4 5 1ဆိုပြီးတော့ဘူရှိတ်ပေါင်းခြင်း3ညပေါ့ဗျာနော်အဲ့တော့ကြတော့ကျွန်တော်ဒီမှာ8 6ရှိထားတော့ဘူရှိတ်ပေါင်းခြင်း3ညဖြစ်ရင်6ခါလို့ပဲထည့်ရမှာပေါ့နော်အဲ့မှာ6ခါလို့ထည့်တော့9 6ပေါ့9 6ကို4ခါမလို့ခွာ4
ထမကမှာနော်အဲ့တော့ကျတော့ဒီလေးသုံးလို့ပြီးပေါက်ထွက်လာဒုတိယကမှာလည်းငါးခါမလို့ခွာငါပြီးပေါက်ထွက်လာအဲ့လိုဒီမှာတတိယကမှာလည်း6ခါမလို့ခွာ6ဆိုတော့ကျွန်တော်ကအဲ့ဒါကြောင့်6 6ခွင်ဆိုပြီးတော့ထုတ်လိုက်တယ်ပေါ့နော်အဲ့တော့ဒီလိုခု3955ကိုလည်းရအောင်ပဲပေါ့ဗျာနော်3955နှစ်ကစီးလေးနဲ့ဒီဆက်ဟိတ်မှာပဲရှိပါနော်3955ဒဲယူတယ်ဒါပေမဲ့ခုကဒီနေရာမှာသူကတော့ဒီအောက်ချိန်ကိုထိလိုက်ရမှာဗျအောက်ချိန်မှာလိုက်ရမှာဆိုတော့ပဲရှင်းရအောင်ဒါဖိုင်နယ်ရှိပါမလားမသိဘူးနော်3955ရေးထားလိုက်ပါဦးမယ်နော်ကျွန်တော်ဒီဟာလေးကိုပြန်ပြီးတော့ထိပ်ပြီးပြမယ်ဒီ98ဆိုပြီးတော့ဒီစီလုံးလုံးမောင်းခြင်း8ဒုတိယကမှာ940ဆိုပြီးဒီစီလုံးလုံးမောင်းခြင်းကို8 9ဖြစ်ဒီမှာ10ဖြစ်ခြင်းဒီမှာ10ဖြစ်ခြင်းတော့9 8ခွန်းဆိုပြီးတော့ခွန်းထိပ်စီထည့်ခွန်းထိပ်စီထည့်မယ်ဆိုတော့ကျွန်တော်စောစောက6ခါရဲ့ခွာ9ဖြစ်ရမှာဆိုတော့ခွာ6ဖြစ်ရမှာဆိုတော့ကျွန်တော်ခွ6ကိုလည်းပြန်ထည့်ပြတယ်အဲ့ဒီမှာငါးခါကိုတဲ့ဒီကောင်ကတော့လေငါးခါခွာ9နဲ့ပဲဒီကောင်ငါးခါတစ်မျိုးနဲ့ထုတ်လိုက်အဲ့ပုံကငါးခါကသူ့ရဲ့ဘယ်မှာထိလိုက်မှာပေါ့ဗျာနော်ဒီမှာ4 5 6လို့ဖြစ်တာသူ့ရဲ့အောက်လမ်းပြီးတော့ခေါ်မှာပေါ့ဗျာတကယ်တမ်းကတော့ဒီ site ကအဲ့ချိန်အတွက်ကြည့်ထားတဲ့ site ပေါ့နော်အဲ့ဒီမှာ65လို့ထိပ်စီးနဲ့ခါနဲ့65လို့ဖြစ်တဲ့အတန်းတက်မှာ1နှစ်2နှစ်3နှစ်ဆိုဒီတန်းတက်မှာခွန်ပရိတ်ဒီမှာဒုတိယကမှာလည်း65လို့ပြောရင်1နှစ်2နှစ်3နှစ်ဆိုဇောင်းတန်းတက်မှာလည်းခွန်ပရိတ်အဲ့တော့ကျတော့ဒီမှာ695ဆိုတဲ့1နှစ်2နှစ်3နှစ်အောင်များလေဒီမှာခွန်ပရိတ်လာချင်တာပေါ့နော်အဲ့မှာခွန်ပရိတ်မှာလည်းသူကပေါင်းချင်းနေပါတယ်ပေါ့ဗျာကျိုးပြလိုက်တာပေါ့နော်ပေါင်းချင်းတွေပါတယ်ထိပ်စီး3လုံးပေါင်းချင်းပြီး10ဒုတိယကမှာလည်းထိပ်စီး3လုံးပေါင်းချင်း10ဒီမှာတတိယကကိုလည်းထိပ်စီး3လုံးပေါင်းချင်း10ဆိုပြီးတော့ယူမယ်အဲ့မှာဒါကတော့ဒီဒုတိယထိပ်စီးကိုမသိသေးတဲ့အတွက်ခါလုံးကိုကျွန်တော်တို့လှမ်းပြီးတော့ယူကြည့်ခါလုံးကိုလှမ်းပြီးတော့ယူကြည့်ခါလုံးကသူ့ရှိမှာ3ခါ5ခါဆိုပြီးရှိတယ်သူ့ရဲ့ထွက်ပင်မှာ2ခါဆိုတော့3 5နှစ်ဆိုခွင့်ဖြစ်ထားတာရှိတယ်ဒုတိယကမှာလည်းအဲ့လိုပဲသူ့ရဲ့အောင်ဆောင်မှာ1ခါ2ခါခုထွက်ပင်မှာ4ခါရောဆိုတော့3လုံးပေါင်းခါ3လုံးပေါင်းချင်းခွင့်လို့ရှိတာအဲ့လိုပဲဒီမှာ1ခါ2ခါ4ခါမှာခွင့်မှာအဲ့လိုခွင့်မှာဆိုတော့ဒီမမင်းကဘာလို့ဒီခါလုံး6လို့ထည့်ရတော့5လို့ထည့်ရတော့ဆိုတော့ဒီပြအောင်ပေါ့ပဲနော်အဲ့မှာဒီခါ3လုံးပေါင်းချင်းကိုကြည့်မယ်9ခါ4ခါ2ခါဒီခါ3လုံးပေါင်းချင်းဒီ5ဒီမှာ4ဖြစ်ထားတဲ့အတွက်နော်ဒီမှာခု5ဖြစ်ထားတဲ့သူ့ရဲ့ခါ3လုံးပေါင်းချင်းဒီထွက်ပေါင်းမယ်ဆိုရင်6 5 4ဆိုပြီးခါ3လုံးပေါင်းချင်းဒီခါ3လုံးပေါင်းချင်းဒီ5ခုဒီမှာဒီ6ခါရှိတယ်ဒီကလည်း1ခါ2ခါ4ခါဆိုမှခွင့်လို့ဖြစ်မှာအဲ့တော့ဒီအောက်မှာ4ခါရှိတယ်ပုံမှာ6ခါရှိတယ်ဒီကောင်ဟို9လို့ဖြစ်အောင်ဒီမှာ9ခါလို့ထည့်မှာ9ခါလို့ထည့်မှာ9လို့ဖြစ်မှာနော်ဒီမှာကကြည့်လိုက်မယ်နော်ဒီ4ခါရင်အပေါ်9ရင်ပေါင်းမယ်နော်9 4နှစ်ဒီ5ဒုတိယကံမှာဒီမှာ5ခါရှိတော့ဟိုက6နဲ့ပေါင်းမယ်6 5 4ဒီ5ဒီမှာနော်တတိယက
အဲ့မှာလဲ6ထိပ်4ပိတ်မောက်6ခါ4ခါလို့ရှိထားတယ်အဲ့တော့4ခါလို့ရှိထားတဲ့အတွက်9လို့ဖြစ်ချင်6 5 4ဒီလို့မှ4လို့ဖြစ်အဲ့တော့ကျွန်တော်က3.55ရေခွင့်9ရှိရဘာကြောင့်ပြရအောင်ဆိုတော့ဒီချိန်မှာ4ခါမလို့ခွာ4 9ပါတော့ပေါ့နော်ဒီမှာ9ခါမလို့ခွာ9ဒီမှာ9ခါဖြစ်မယ်ဆိုရင်ခွာ9အဲ့လိုပေါ့နော်အဲ့ဒါကြောင့်3.55ရေပုံတူပေါ့ဗျာနော်ပုံတူ.55တော့ခွင့်ရှိ9ရေဒီလေးလုံးကိုပြလိုက်ပါရနော်96ခွင့်ရေ96ခွင့်ရေခွင့်6ကိုရေ3.55ရေကိုတော့ပို့ပြီးတော့ကြိုက်ပါတယ်နော်အားလုံးခံကောင်းကြပါစေ